ဌာနရဲ့အကျိုးကနောက်ဘဝကျမှချမ်းသာတာမဟုတ်ဘူးဒီဘဝလှူတဲ့လူတွေဟာလည်းပဲဒီဘဝမှာပဲအတိတ်ဘဝရဲ့ကံကိုအားပြုပြီးတော့စီးပွားဥစ္စာပို့တိုးလာတယ်ဆိုတာတော်များများဟာလက်ခံယုံကြည်ထားကြတာဖြစ်တယ်မလှူလို့မရှိလို့မလှူဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမရှိဘယ်တော့မှမလှူဆိုတာဖြစ်တယ်ဝိစေရသပမာဒာသဧဝံဒါနနာတိယတိနှမျောလို့မလှူတာရဲ့ကာမဂုဏ်အာယုန်နေနဲ့ပဲချိန်ဖြုံးနေလို့မလှူတာရဲ့အဲ့ဒီအကြောင်းတစ်ခုရှိတယ်မလှူခြင်းကြောင့်လှူရင်ကိုယ်မှာကြောက်တဲ့ပုဂ္ဂိုလ်သည်ဆင်းချမ်းသာတာကိုကြောက်တာနဲ့သွားတူတယ်ပေါ့ချမ်းသာဒုက္ခကိုကုသိုလ်ကပေးတယ်ဆိုတာမသိဘူးမြတ်စွာဘုရားကဟောတယ်ဒါနသံဗုဒ္ဓနိဘောဂာနိလူတိုင်းယခုဘဝရထားတဲ့စိစိမ်ဥစ္စာတွေကိုဒါနကပေးတာလို့ပြောတယ်မြတ်စွာဘုရားဟောတာအဲ့တော့အဲ့ဒါကိုသဘောတူလားမတူလို့ရှိရင်စောရကတက်နိုင်ကိုယ့်ဘက်ကိုကြိုးစားရှာလို့ရတယ်နော်ကိုရှာလို့ကိုရတယ်လို့ပြောလို့မရဘူးလားကိုယ့်ဘက်ကိုတနေ့ကုန်တနေ့ကမနေမနာကြိုးစားအထုတ်လို့ရတာဒါနကြောင့်ရတာမဟုတ်ဘူးလို့ပြောချင်ပြောသို့တော့ရှာကြည့်ကြမယ်ရှာတဲ့လူတိုင်းရရဲ့လားနော်ဖားကံမှာသွားပြီးတော့ရှာနေတဲ့လူတွေအများကြီးပဲဌာနရှိတဲ့လူကြတော့သူတွေးတဲ့ကြောက်ကဓမ္မိုးကြီးတဲ့ကြောက်ဖြစ်တယ်နော်ကုသိုလ်ကံပေးမှရတယ်ဆိုတာအမတမထင်ရှားရှာတိုင်းလည်းမရဘူးလှုပ်တိုင်းလည်းမရဘူးသိကြပါလိမ့်မယ်အလုပ်တစ်ခုတူတူလှုပ်တော်လည်းပဲတယောက်ကချီးပွားတယ်တယောက်ကမချီးပွားမချီးပွားရင်လူတွေကအပြစ်မြင်ကြလိမ့်မယ်သူကတော့ဘာဖြစ်လို့ချီးပွားတယ်သူကဘာဖြစ်လို့မချီးပွားတာလို့ပြောလိမ့်မယ်သို့တော့ကံကြမ္မာခြင်းဟာကွာခြားကြတယ်အဲ့ဒီနေရာမှာကံလို့ပြောလို့ရတယ်ဥယျာဉ်ဆိုင်ပြောကြတယ်တရချံနှစ်ချံတဲတယ်ပေါ့ခြံရင်းရှင်ပြီးတော့တဲကြတယ်ကုသိုလ်ကံရှိတဲ့လူရဲ့ခြံကုသိုလ်ကံမရှိတဲ့လူရဲ့ခြံနှစ်ခြံရာသီဥတုလည်းတူတယ်မြေလည်းတမြေလည်းပဲတူကြတယ်ဒါပေမဲ့တစ်ခြံကတရက်တွေပိုးကြပြီးတစ်ခြံကအသီးကြတယ်မရှိဘူးလားအဲ့ဒါအုံးမင်းပြန်ပြီးတော့စိုက်တယ်သူ့ခြံကအုံးမင်းနေတီးထားဒီဘက်ခြံကမတီးဘူးဘာကြောင့်လဲအပြုစုမတတ်လို့လားဒီလိုကြီးလည်းမဟုတ်ဘူးဘာကြောင့်လဲလို့